ခွက်တည်းအခြားလေးတွေအိမ်မှာနေရတာပြင်းလို့ဘောလုံးသွားဆောင်လို့ပါပါကြည့်တာဘက်ကဘယ်ကတော့ကြည့်ရဟမ်ဘယ်တော့မှငါရောက်တော့မယ်နော်ပြပြဒိဗယ်မေးလာအေးစီလာဘာလို့ဆောက်လဲဘာလို့ရောက်မလာလဲရောက်မလားမသိဘူးလူကြီးကလည်းလေးဆောင်ရပူလာတော့သွားနေဘယ်နာမှလည်းမသိဘူးရှောက်သွားတော့ဝါတာပေါ်တယ်အေးရောက်ပြီနော်ရောက်ပြီလို့အခုဆိုရင်တော့တရုံလုံး9ကြီးဆောတော့ပါပါนี่ฟ้องมึงเนาะต้องนอนเรารู้อะไรวะเรายายไม่ดีว้าวเฮ้ยฮ่าฮ่าฮ่าเลยว่ะเฮ้ยသူလည်းတက်သွားပြီတတုံးပဲကြံတာเป็นอะไรปูไปแล้วလွယ်ဦးကခတ်တာပဲသွားပြန်ပြီကွာใหญ่ด้วยเลย တိုက်ဆင်းပြေးလား ดีတယ်ဒီမှာအခုကဒါစောင့်လာလက်ရှိကလည်းတင်ပြေးလားမပြေဘူးသက်သက်ကုန်သွားပြီ
ပစ္စည်းကိုခိုးဖို့ချောင်းနေပါတယ်ကဲဘီယာလည်းသွားမယ်ဒါဆိုကျွန်တော်တရိစ္ဆာန်ဦးရေကိုရောက်နေတာဖြစ်ပါတယ်အခုရေးတောက်ချင်လို့ဘယ်နာလေးတောက်လို့ရတယ်ဗျာ ဘတ်တောင်းရတောင်းကြပါ ဆိုရင်တော့ဘီယာလည်းရောက်ရှိလို့လာပါပြီ